ဒီဖိုးကြီးကတစ်ပင်ပေါ်ကမက်မွန်တီတစ်လုံးကိုခုလိုက်တယ်သူ့လက်မှာရှိတဲ့20စင်တီမီတာလောက်ရှိတဲ့ဒဏ်ရာနဲ့တုပ်လိုက်တဲ့အခါဒဏ်ရာကမျက်စိရှိမှာပဲအံ့ဖွယ်ကောင်းလောက်အောင်အလင်းမြန်ပျောက်ကင်းသွားတယ်အဖိုးကြီးအံ့ဩပြီးရက်တန့်သွားပေမဲ့မက်မွန်တီကိုတော့စားလိုက်တယ်ဒီတစ်ခိုက်ကသူ့ဘဝတစ်ခုလုံးကိုပြောင်းလဲသွားစေမယ်ဆိုတာတော့သူမသိခဲ့ဘူးမကြခင်မှာပဲအခါအယောင်းဆိုင်လေးတစ်ဆိုင်ကိုကားမောင်းသွားတဲ့ဆိုင်ထဲဝင်ချင်းဆိုင်ရှင်မျိုးသမီးကဘာလို့ခြင်းလဲလို့တိုးတိုးလေးမေးလိုက်တယ်ဒါပေမဲ့အဲ့ဒီတာမန်စကားတစ်ခုကသူ့နားထဲမှာမိုးချိုးပစ်တယ်လို့ကျဲလောင်စွာကြားလိုက်ရတယ်နာကျင်မှုကြောင့်နားကိုဖုံးကနားကြကရိယာကိုချွတ်ပစ်လိုက်တယ်နောက်တစ်စက္ကန့်မှာတော့သူလုံးဝအံ့အားသင့်သွားတယ်နှစ်ပေါင်းများစွာပျောက်ဆုံးနေခဲ့တဲ့အကြအာယုံပြန်လည်ရရှိလာခဲ့တာပဲတုတ်ပြန်ဖို့တောင်မမိခင်သူ့ပတ်ဝန်းကျင်ကအရာအလုံးကိုအလွန်ရှင်းလင်းစွာမြင်နိုင်လာတဲ့ဒီဂရီတူမြကျော်ရှိတဲ့သူ့မျက်စိမှုယောဂကလည်းပျောက်ကင်းသွားခဲ့တယ်မှန်ထဲမှာသူ့ရဲ့စပင်ဖြူတွေကတဖြည်းဖြည်းအနက်ရောင်ပြောင်းလဲလာပြီးအရေးပြားကလည်းတင်းရင်လှပလာခဲ့တယ်အဲ့ဒီအချိန်မှာအက်ကဒီအပြောင်းလဲအလုံးဟာအဲ့ဒီမက်မွန်တီကြောင့်ဖြစ်တယ်ဆိုတာနားလည်သွားခဲ့တယ်ဒါပေမဲ့သူအံ့ဩနေတော့မှပဲတပြက်တစ်ယောက်ကဆိုင်ထဲကိုဝင်ရောက်လာခဲ့တဲ့ဆိုင်ရှင်မျိုးသမီးကကြောက်လန့်တုန်ရင်နေတယ်မဆိုင်မတွပဲအက်ကတစ်သားတုပ်တစ်ချောင်းကိုကောက်ယူပြီးရှေ့ကိုပြေးသွားတယ်ဓာပြကတနက်မြောက်လိုက်တဲ့အခါသူကလက်ကောက်ဝတ်ကိုဖမ်းချုပ်ပြီးထိုးချက်တစ်ချက်ထဲနဲ့မြေပြင်ပေါ်လဲကျသွားစေခဲ့တယ်သူကိုယ်တိုင်လည်းအံ့ဩသွားခဲ့တယ်သူ့ရဲ့ခွန်အားနဲ့တုတ်ပြန်မှုစွမ်းရည်တွေဟာအကောင်းဆုံးချိန်ကလို့ပြန်လည်ရောက်ရှိလာခဲ့တာကိုသဘောပေါက်သွားတယ်အဲ့ဒီနေ့ကစပြီးသူဟာအဲ့ဒီတစ်ပင်ကမက်မွန်တီတွေကိုမနာတမ်းစားသုံးတော့တယ်စားလိုက်တဲ့မက်မွန်တီတိုင်းနဲ့သူ့ခန္ဓာကိုယ်ကပိုပြီးနုပြိုလာခဲ့တယ်ခွန်အားရုပ်ရည်နဲ့စွမ်းရည်တွေကလည်းအကောင်းဆုံးအခြေအနေကိုပြန်ရောက်လာခဲ့တယ်တဖြည်းဖြည်းနဲ့သူဟာဒီပြန်လည်မွေးဖွားသလိုခံစားရတဲ့ဘဝကိုဆွဲလန်းလာခဲ့တယ်ညလုံးပေါက်ပါတီတက်တာဘားတွေမှာအရက်တောက်တာမိန်းကလေးငယ်ငယ်တွေကိုလိုက်ပိုးတာတွေလုပ်လာခဲ့တယ်သူဟာအသက်ကြီးတဲ့မိမိကိုယ်ကိုပြန်မဖြစ်ချင်တော့ဘူးဒါကြောင့်မက်မွန်တီတွေကိုပိုပြီးစားသုံးလာခဲ့တယ်တနေ့မှာတော့အဟာဘားတစ်ခုမှအရက်တောက်နေတော့အမျိုးသမီးတစ်ယောက်ကသူ့စီလာခဲ့တယ်ရှင်ကမငယ်တော့တဲ့ပုံပဲဒါပေမဲ့ဘာလို့ဒီလောက်နှုတ်ပြနေရတာလဲလို့မေးလိုက်တယ်အောက်ကဖြေဖို့စူးစမ်းနေစင်မှာပဲသူ့ခန္ဓာကိုယ်ကပြင်းထန်စွာတုန်ခါလာခဲ့တယ်နောက်တစ်စက္ကန့်အတွင်းမှာပဲအသားရည်ကလျင်မြန်စွာတွန့်ရှုပ်လာပြီးရောရဲသွားခဲ့တယ်စက္ကန့်နှဲငယ်အတွင်းမှာပဲသူဟာအားနည်းတဲ့အဖိုးအိုပုံစံကိုပြန်လည်ရောက်ရှိသွားခဲ့တယ်ကြောင်ရုံစိတ်နဲ့အဟာမက်မွန်ပင်စီကိုအပြေးပြန်သွားခဲ့တယ်ဒါပေမဲ့ရောက်သွားတဲ့အခါမှာတော့တစ်ပင်ကလုံးဝ6တွေ့တိတ်ဆုံးနေပြီဖြစ်တယ်ကိုင်းခက်တွေကမဲနှက်ပြီးကျိုးပဲ့နေခဲ့တယ်မက်မွန်တီတစ်လုံးတောင်မတီးနိုင်တော့ဘူးသူစိတ်ပြက်ပြီးပြိုလဲနေချိန်မှာအဲ့ဒီအမျိုးသမီးကထပ်မံပေါ်လာခဲ့တယ်သူမကတည်ငြိမ်စွာနဲ့အမှန်တရားကိုပြောပြလိုက်တယ်ဒါကနုပြိုလာတာမဟုတ်ဘူးမင်းရဲ့အနာဂတ်တက်တာကိုလဲပြီးလူငယ်ဘဝကိုယူနေတာပဲမင်းပိုစားလေအဲ့ဒီအသက်တာကိုပုံမြင်မြန်ကုံဆုံးစေလေပဲအဟာရက်တန်သွားတယ်နောက်ဆုံးမှာသူနားလဲသွားခဲ့တယ်သူဟာဘယ်တော့မှတကယ်နုပြိုလာခဲ့တာမဟုတ်ဘူးသူလုပ်ခဲ့တာကအနာဂတ်မှာနေရမယ့်သူ့ဘဝအချိန်တွေကိုကြိုတင်သုံးစွဲနေခဲ့တာဖြစ်တယ်